ညီမလေး ချာ ခက်နေဟိုကအဲ့ပစ္စည်းတွေယူပြီးတော့ဘယ်သွားမှညီမ ညီမလေးညာသွားမလို့ အဲ့ပစ္စည်းတွေကညီမလေးအကိုကြီးကိုပေးထားတဲ့လက်ဆောင်ပေါ့ ဟုတ်ပါဘူးဒါညီမလေးပစ္စည်းတွေပါကိုကြီးရတယ် ။အော်ညီမလေးကခုနကညီမလေးရှည်တယ်ကဆိုမှအကိုကြီးကိုလက်ဆောင်ပေးရတယ်ညီမလေး ဟုတ်တယ်လေဒါပေမဲ့အဲ့တော့ကိုကြီးမြည်ဘူးလေဒါအခုညီမလေးပစ္စည်းတွေလေကို ။ဘယ်လိုမျိုးရတော့ညီမလေးက ဟာကိုကြီးကလည်းမဟုတ်ဘူးခုနကစတမာထက်မှဘေးမှာကိုကြီးပဲမယူမယူဆိုဒီလိုလို့ကိုကစတမာရှိရဟာကိုညီမလေးတို့အစနေပြန်သွားကြမယ်နော်ကိုကြီးလည်းနားရှင်းဝအောင်လို့ညီမလေးကကိုကြီးနေရာနေမယ်ကိုကြီးကဝယ်သူနေရာနေနော်ဝယ်သူနေရာနေရောက်ဒီပစ္စည်းလေးတွေယူထားခုနကစတမာပြောတဲ့ပုံစံကိုသွားကြမယ်ဟုတ်ကဲ့ ။အော်ဆရာရော့ဆရာကကျွန်တော်လက်ဆောင်လေးယူလာ ဟမ်မယူတော့ဘူးကို ။ဟာယူသွားလိုက်ပါဆရာ ဟာရတယ်အကိုရမယူတော့ဘူးကျွန်တော် ။ဟာယူသွားလိုက်ပါဆရာအားနာတရားဘယ်လိုလို့ကျွန် ဟာ တော် ရတယ်အကိုကျွန်တော်မယူတော့ဘူးယူပြတင်တယ်ကိုရတယ် ဟာယူသွားလိုက်လို့ ရတယ်အကိုကျွန်တော်မယူတော့ဘူးတွေ့လား အေးခုနကအကိုအဲ့လိုပြောတာအမှန်တယ်။ဒါပေမဲ့ကားဆန်မလေးဘယ်လိုကောင်းပါလဲ မသိဘူးအခုညီကိုကြီးကဝယ်သူနေရာပဲလုံ ။အင်း ကောင်းတာမကောင်းတာခဏထားညီမလေးနေရာနေပေးမယ်ပြောကြည့် ။အော်ညီမလေးရော့နစ်ဆရာမယူဘူးတဲ့ညီမလေးပဲယူသွားလိုက်တော့ ဟောဟုတ်ကျေးဇူးပါကိုဟုတ်ကျေးဇူးပါရှင်တွေ့လားညီမလေးပစ္စည်းဖြစ်သွားပြီ ။ဟုတ်သေးဘူး ဘာမဟုတ်သေးဘူးလေကိုကြီးကခုနကိုကြီးပဲကတ်စတမာရှိမှမယူပြောဘူး ။အဲ့ဒီကားဆန်မရှိမှအဲ့လိုမယူလို့ပြောဘယ်လိုကောင်းမယ်လို့အကြီးတယောက်လုပ်နေပြီးတော့ အကြီးကြောက်တွေငယ်ကြောက်တွေဘာမှမဆိုင်ဘူးပုံမှန်လေးရှိရမှာပါ sorry တဲ့ဆိုင်ညီမလေးပစ္စည်း ဟုတ် ညီမပစ္စည်းရလည်းများတာတော့များပါရဲ့ကိုချင်းချင်းနေပဲကိုကြီးလိုချင်လို့မှာစီများကြီးဆိုတော့ရောပါလိုချင်တယ်ဆိုရင်လည်းညီမလေးတခုတော့ပဲကိုကြီးတဲ့တခုတော့ပဲကိုကြီးတဲ့မဲလို့လားမဲလည်းမသိဘူးလဲနေတော့သွားပြီ ဟာရောမလေးကိုခတ်တယ်